င်္ဂလာပါရှင်ဒီနေ့တော့ချက်သားနဲ့ဂျမ်ဆိုင်ချက်တဲ့နီလန်လေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ဒါလေးတွေကတော့ပါဝင်ပစ္စည်းလေးတွေပါချက်သားကိုစားတကြားခရုစီပဲငတ်ပြားရေးအနေငယ်နဲ့နေပြီးနှက်ထားတာဖြစ်ပါတယ်ရှင်ပထမဦးဆုံးချက်သွန်အဖြူကိုရင်ထည့်ပြီးတော့စီသက်ပေးပါမယ်ချက်သွန်ဖြူရဲ့အနံကလေးမှုလာပြီဆိုလို့ရှိရင်တော့ဂျင်းကိုဒုတိယအနေနဲ့ထည့်ပြီးတော့စီသက်ပေးပါမယ်ပြီးသွားရင်တော့ချက်သားကိုထည့်ပြီးတော့ချက်ပေးပါမယ်ပန်းငပြားရဲ့အကျဲကိုဒီမျိုးဇွန်တဝက်နဲ့နှစ်ခါထည့်ပါမယ်ခရုစီထည့်ပါမယ်တခြားထည့်ပါတယ်ချက်သားကပန်းရောင်လေးပြောက်ပြီးတော့ဒီလိုမျိုးဖြူအောင်လေးတွေဖြစ်သွားလို့ဆိုရင်တော့ဂျမ်စာနေကိုထည့်လိုက်ပါမယ်ရုပ်သီးပါထည့်ပါမယ်ပန်းငပြားကိုဒီတစ်ခေါက်တော့အပြည့်တစ်စုံထည့်ပါမယ်ပြီးရင်တော့ရေအနှဲငယ်ထည့်ပြီးတော့အဖုံးအုပ်ထားလိုက်ပါမယ်ရေလေးခါလောက်ပြီဆိုရင်အဖုံးလေးပြန်ဖွင့်ပြီးတော့ဂျမ်ဆိုင်ကချက်ပြီးလားမချက်ပြီးလားပေါ့နော်မြည်ကြည့်ပါမယ်ဂျမ်ဆိုင်ရွက်ကလေးတွေကမာနေသေးတယ်ဆိုလို့ရှိရင်တော့ရေနောက်တရေထပ်ထည့်ပြီးတော့အဖုံးအုပ်ထားလိုက်ပါမယ်ရေတွေပြန်ခန်းသွားပြီဆိုလို့ရှိရင်တော့ဂျမ်ဆိုင်ရွက်ကလေးတွေကနုနေပါပြီဒီလိုဆိုရင်တော့စီလေးပြန်အောင်ချက်ပြီးတော့ငရုတ်ကောင်းလေးအုပ်ပြီးတော့မှုပေးလိုက်ပြီဆိုရင်တော့ချက်ပါပြီရှင်ဒီလိုချက်စားတာလေးကတော့ green ရှင်းပြီးအနံ့ရသားလေးနဲ့လည်းပြည့်စုံပြီးတော့စားလို့ကောင်းပါတယ်ခုလိုမျိုးဟင်းချက်လေးတွေကိုနေ့စဉ်တင်ဆက်ပေးနေရမို့လို့အသစ်တင်လိုက်ကြည့်ရှုချင်တယ်ဆိုရင်တော့ channel လေးကို like and subscribe လေးလုပ်သွားပေးပါအောင်နော်ကျေးဇူးတင်ပါတယ်ရှင်